ကြံပပအမရဲ့အမမို့လို့မလုပ်တာလည်းမရှိဘူးမစားတာလည်းမရှိဘူးဘာမှလည်းမသိဘူးအမရဲ့ဆိုပြီးတော့ရန်ဒီအမဲကိုဖြောတော့လို့ဆိုပြီးတော့အလုံးကဝိုင်းပြောနေကြတဲ့အချိန်မှာကျမကတော့မရန်ဒီဖြိုရတော့ပြီးတော့ကြည်ကြည်နက်နက်ကိုလန်းဆန်းနေပါတော့လေရှင်ဟိုဒီမရန်ဒီအမဲကိုတခါမှဖြောမတော့ဖူးပါဘူးရှင်အခုကတော့ဘလော့ဂါညီမလေးတယောက်ကရန်ဒီကသူတို့နေမှာဆိုလို့ရှိရင်ဖြောပြီးတောက်ကြတယ်ဆိုပြီးတော့ပြောတာလေးတွေ့တဲ့ကြမလို့အညာသူကဈေးကနေပြီးတော့မရန်ဒီကိုအချိုသီးမဟုတ်ဘဲနဲ့ချိုချင်းသီးကို900ကိုဝယ်ခဲ့တာပါရှင်အခုဆိုလို့ရှိရင်မရန်ဒီကဈေးပေါ်နေပါပြီရှင်အဲ့ဒါကြောင့်မို့လို့ဘယ်ရပဲမဆိုကိုမလုတ်တတ်ဘူးမစားတတ်ဘူးဆိုလို့ရှိရင်မဖြစ်ဘူးလေအဲ့ဒါကြောင့်မို့လို့အားလုံးပဲဆက်တက်ကြည့်ရတယ်ရှင်ဘာလို့လဲဆိုတော့သူများတော်စားနိုင်နေရပဲကိုကဘာလို့မစားနိုင်ရမှာလဲရှင်အဲ့ဒါကြောင့်မို့လို့အခုမရန်ဒီဖြော်တဲ့နေရဘယ်လိုမျိုးလဲတောက်ကြည့်ရင်ရောဘယ်လိုရတာရှိမလဲဆိုပြီးတော့အညာသူဆက်တက်ခဲ့တဲ့နေပါရှင်အခုအညာသူကဝယ်လာတဲ့မရန်ဒီ900ဘုတ်ကိုစားနေနိုင်ဝက်ခန့်လောက်စိတ်ထားတဲ့ပဲလေရှင်ပြီးသွားလို့ရှင်တော့ရေစင်အောင်ဆေးပြီးတော့တကြားထည့်မယ်ပြီးသွားလို့ရှင်စားလေးအနေတော့ထည့်ပြီးတော့အခုလိုမျိုးလေးလက်နဲ့ခြေပေးမှာဖြစ်ပါတယ်ရှင်သူကလက်နဲ့ခြေလိုက်တာနဲ့တင်အသားတွေကအားလုံးကျေသွားပြီးတော့အရေးဖြစ်သွားပါတယ်ရှင်ပြီးသွားလို့ရှင်တော့အညာသူကရေတန်လေးထည့်ပြီးတော့ဖြောမှာဖြစ်ပါတယ်ရှင်အခုဒီအညာသူတင်တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မယန်းသီးအမဲကိုအဲ့လိုမျိုးလှုပ်ရှားလို့ရတာလားဆိုပြီးတော့မေးနေမယ်အစားအခုလိုအညာသူလို့သူမျိုးလေးလုပ်ကြည့်ပါရှင်တကယ်ကိုလက်တွေကောင်းတာမို့လို့ပြန်ပြီးမျှဝေရခြင်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုမျှဝေပေးတဲ့ညီမလေးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်တောက်ကြည့်ပါစေအရန်ကိုကောင်းပါတယ်အညာသူလည်းလုံးဝမထင်တော့ဘူးပေါ့ရှင်သူကမယန်းတရားချိုးချင်းဆိုပေမဲ့လေတအားကြီးမချင်ဘူးတကြားရဲ့တက်ရဲ့ပါသွားတော့လေချူချူချင်းချင်းလေးနဲ့အရန်ကိုလန်းဆန်းသွားပါတယ်ရှင်အညာသူတို့ရှင်အရန်ကြိုက်လို့နောက်တစ်ခါထပ်ပြီးတော့လှုပ်ရှားမဲ့အထဲမှာအခုမယန်းသီးဖြော်တဲ့နည်းလေးလည်းပါပါတယ်ရှင်အညာသူကတော့အခု900ဘူးပဲကုန်ပါတယ်ရှင်900ဘူးကိုအရေးကဒီလောက်ရပါတယ်ရှင်တဘာဝအရေးပေါ်ရှင်တဘာဝအချူရေးပေါ်ရှင်ကဲအားလုံးပဲအခုလိုမျိုးလေးလုပ်ပြီးတော့တောက်ကြည့်ကြပါရှင်အရန်ကိုကောင်းလို့ညွှန်ပေးရပါရှင်အညာသူကတော့ရေခဲရေပဲထည့်တာပါတယ်ရှင်တကယ်လို့လေကိုယ့်အိမ်မှာကရေခဲတုံးရှိရဆိုလို့ရှိရင်ရေခဲတုံးလေးထည့်ပြီးတော့တောက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါပါရှင်အနံလေးကလည်းမရမ်းသေးအနံမွမွေလေးရင်းနဲ့ပေါ့နော်အရန်ကိုအရသာရှိပါတယ်ရှင်တခါတောက်ပြီးရင်ထပ်ပြီးတော့တောက်ချင်နေမှာအမှန်ပါပဲရှင်အဲဒါကြောင့်မို့လို့တကယ်လို့ကိုကမစားဘူးသေးဘူးမတောက်ဘူးသေးဘူးဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်တည်တဲ့အရာမဟုတ်တဲ့မှန်သမျှအားလုံးပဲစမ်းကြည့်ကြပါရှင်အများသူကတော့အခုစမ်းကြည့်လိုက်တာအဆင်ပြေတဲ့ကြောင့်မလို့ပြန်ပြီးမျှဝေတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံကြ